ပတ်စံရန်9သိန်းပေးမယ်လေဘလို့လဲကျွန်တော်နည်းနည်းတော့စိတ်လှုပ်ရှားသွားတယ်ပတ်စံရန်9သိန်းဆိုရပမာဏနည်းနည်းတော့ပမာဏမှမဟုတ်တာအဲ့ဒီလူကပဲသူ့ရဲ့ဘောင်းမြေကက်ထဲကစာရွက်တွက်ကိုထုတ်လိုက်ပြီးတော့မင်းလောကမှာကရိုးရှင်းတဲ့စမ်းသပ်မှုလေးတစ်ခုမှပါဝင်မှုပဲကျွန်တော်နည်းနည်းတော့ကြောက်သွားတယ်လက်ကမ်းစာဆောင်လို့စာရွက်ကိုသူကျွန်တော်ကားမှန်ပေါ်မှာကတ်လိုက်ပြီးတော့တစ်ချက်လောက်ကြည့်လိုက်ပါဦးဟေ့အောင်နေပေါင်းဟာလက်ကမ်းစာဆောင်ကိုကျွန်တော်ကြည့်လိုက်ပြီးတော့ဦးကောင်းခွန်ကိုအပေါက်ဖောက်ခြင်းဆိုလားပဲတွေ့လားငါလှုပ်ချင်တာကမင်းရဲ့ဦးကောင်းမှာအပေါက်သေးသေးလေးဖောက်ခြင်းုံပါပဲသူပြောတာတွေအကုန်ကျွန်တော်နားထောင်ပြီးတော့ပြန်ပြောလိုက်တာကတော့အိမ်ဟိုသာပြန်လိုက်ပါတော့ကွာကျွန်တော်စိတ်ပြတ်စွာနေပဲပြောလိုက်တယ်ကျွန်တော်အဲ့လိုပြောလိုက်တော့ तू ကစိုးရိမ်နေမျက်နှာနဲ့မှုတ်သေးဘူးလှုပ်ဆမ်းပါကွာငါသိပါရဲ့မင်းရဲ့ခေါင်းမှာအပေါက်ဖောက်ကမယ်ဆိုတာတကယ်ကိုစိုးွားတယ်ဆိုတာဒါပေမဲ့ငါကြင်ရဲပါတယ်ဒီကိစ္စအကြီးမဟုတ်ပါဘူးတကယ်ပါကျွန်တော်ဘာမှမပြောပဲ तू ပြောတာတွေကိုပဲဆက်နားထောင်နေလိုက်တယ် तू ပြောတာကတော့ခေါင်းအပေါက်ဖောက်မှာကအယိုးကိုပဲအပေါက်သေးသေးလေးဖောက်မှာဖြစ်ကြောင်းနဲ့အုံနောက်ကအာယုံကြောတွေအမီးပါးတွေကိုလည်းထိမှာမဟုတ်ကြောင်းဘာမှစိုးရိမ်စရာကိစ္စမဟုတ်ကြောင်း तू ဆက်ပြောနေခဲ့တယ်ဆက်လက်ပြီးတော့အဲ့ဒီလူကပဲကျေးဇူးပြုပြီးစာအုပ်တေချာလေးဖတ်ပေးပါဒီလူကတော့ကွာကျွန်တော်စိတ်ပြတ်စွာနဲ့ပဲညီးတွားနေခဲ့တယ်ဦးကောင်းခွန်မှာအပေါက်ဖောက်ဖို့ဆိုရင်အရင်ဆုံးအရေပြားကိုဖောက်ရမှာအတိတာကြီးပါဆိုတော့ကသူရတော့နည်းနည်းထွက်လိမ့်မယ်ဒါပေမဲ့မင်းအသက်အန္တရာယ်တော့မရှိပါဘူးနောက်ပြီးမေဈေးလေးပေးထားမှာဆိုတော့မင်းဘာမှတော့မှခံစားရမှာမဟုတ်ဘူးလုပ်ငန်းစဉ်ကိုတော့ဦးကောင်းခွန်အပေါက်ဖောက်ခြင်းလို့ခေါ်တယ်နိုင်ငံခြားမှာလူတွေတော်တော်များများလည်းလုပ်ဖူးပါတယ်လုံးဝကိုအန္တရာယ်ကင်းတယ်သူဘာမှပြန်မပြောသေးပဲကျွန်တော်ရဲ့အဖြေကိုစောင့်နေပုံရတယ်ခဏကြာသူပြောလိုက်တာကတော့လှုပ်ဆမ်းမှာကိုလူဒီလိုမျိုးယူတစမ်းသပ်မှုကနေမင်းတို့ရနိုင်တာပါရှိတယ်မိကုန်းကအကောင်းဆုံးမိကုန်းအတွက်အဖြေကတော့မင်းစက်ထမမြောက်အာရုံကိုရနိုင်တယ်ဆိုတာပဲကျွန်တော်လည်းကြောင်သွားပြီးတော့ဘာလာပြောနေရလဲဟာရိုးလေးပြောရမယ်ဆိုရင်မင်းတရေတွေပါမြင်လာရနိုင်တယ်စိတ်ချင်းဆက်သွယ်နိုင်တဲ့အစွမ်းတွေပါအဲ့လိုမျိုးအစွမ်းတွေလည်းမရလာနိုင်တယ်ဆိုတော့မင်းရဲ့အပေးယူကပါလေနောက်ပြီးအခုလုံးမဲ့ဟာကဘာသာရေးဆိုင်ရာအယူဝါဒတစ်ခုလားကျွန်တော်လည်းသိချင်လို့မေးလိုက်တယ်မဟုတ်အဲ့လိုမဟုတ်ဘူးဆိုတာကိုငါကြိမ်ပြောရဲတယ်ဒီနေရာမှာဒီဂျပန်မှာဘသူမှဦးကောင်းကုန်ဖောက်တာကိုမလုပ်ဘူးသေးဘူးအဲ့ဒါကြောင့်ပဲငါလှုပ်ချင်တာငါမျက်လုံးအနေနဲ့ငါကိုယ်တိုင်ကြည့်ချင်တာပဲကျွန်တော်အဲ့လူရဲ့မျက်နှာကိုခဏစိုက်ကြည့်လိုက်ပြီးတော့ကောင်းပြီလေဒါဆိုလဲမင်းရဲ့ခေါင်းမှာအပေါက်ဖောက်တာပေါ့ငါ့ကို3သိန်းခွဲပဲပြီးခွဲစိတ်မှုမှာငါတော့ကူညီပေးအောင်မယ်သူခဏလောက်တိတ်ဆိတ်သွားပြီးတော့ငါမလုပ်ချင်ဘူးဘာလို့တော့ဟာကိုအတွေ့အကြုံလောက်ကောင်းတာမရှိဘူးမလားဟုတ်တယ်မလားကျွန်တော်ပြောလိုက်တယ်ဟုတ်တော့လေဟုတ်ပါတယ်ဒါမဲ့ကြောက်စရာကြီးလေကွာကျွန်တော်စကားသံတွေစွန့်အားသွားတယ်တော့မျက်နှာပြောင်းနေသူပဲတခြားတယောက်သာရှာလိုက်ပါတော့ကွာဒီလိုနေရာမျိုးမှာမင်းသာပတ်စံပေးမယ်ဆိုရင်လုံးမဲ့လူတွေမှအများကြီးပဲကျွန်တော်ပြောလိုက်တယ်မရဘူးမင်းဖြစ်မှာရမှာမင်းကဒီအလုပ်အတွက်အသင့်တော်တဲ့သူပဲဘာလို့တော့ဟာဒီဘက်ချမ်းကိုကြည့်လိုက်စမ်းအင်ဂျီရမဲ့တဲလေးတွေနောက်ပြီးတော့တခြားတစ်ဖက်ကိုကြည့်လိုက်ပါဦးစိန်ခံဟိုတယ်ကြီးရဲ့မှာချီးတူတူထိုင်ပါနေကြတဲ့လူတွေမင်းလိုမျိုးလူကတကယ်ကိုအသားညက်ပါမုတ်လို့ပဲဒီအလွှာနှစ်ခုကြားထဲမှာဘာလို့လဲမင်းကလုံးဝ perfect ဖြစ်နေလို့ပဲကျွန်တော်ကားမှန်ကိုကျွန်တော်အမြန်ပြန်ချလိုက်ပြီတောင်းပန်ပါတယ်ဒါပေမဲ့ငါမင်းရဲ့ထူးထူးဆန်းဆန်းဝါသနာလေးရဲ့မှာဝင်ပါမှာမဟုတ်ဘူးကားမှန်ပေါ်မှာကတ်ထားတဲ့လက်ကမ်းစာဆောင်ကိုကျွန်တော်ဆွဲဖြုတ်ပြီးလှုပ်လိုက်တယ်ငါကအင်ဂျီယာမဲ့တယောက်တော့မဟုတ်ဘူးပြောရရင်ကြမ်းတမ်းခက်ခဲတဲ့အတွေ့အကြုံမျိုးကိုခန်းစားကြည့်ချင်လို့ငါအားလည်းရယူခဲ့တာပဲသူတို့ပြောသလိုပဲကိုယ်စိတ်ကိုပြန်လဲစမ်းစစ်ကြည့်တာပေါ့ပြောဆိုပဲကျွန်တော်ဘယ်နှခမ်းကအလိုလျောက်အပေါ်တက်သွားတယ်ခြားတယောက်သာရှာလိုက်ပါကွာမင်းသိလားမင်းလိန်တဲ့အချိန်ချလို့ရှင်မင်းရဲ့ဘယ်ဘက်ပါဆက်ကအပေါ်တက်သွားတယ်ဆိုတာနှမျောစရာပဲကွာနောက်ပြီးဒီနေရာမှာငါလုံးဝပြည့်စုံတဲ့လူတယောက်ရှာတွေ့ပြီလို့ထင်ထားခဲ့တာစိတ်ပြတ်စွာနဲ့ပြောဆိုရင်သူလှည့်ပြန်ထွက်သွားခဲ့တယ်တော်ထူးဆန်းတဲ့လူတယောက်ဆိုပြီးကျွန်တော်သူ့ကိုကြည့်နေခဲ့မိရဲ့ဆောင်းတွင်ညတညဆိုတော့ညဘက်တွေကကျွန်တော်အတွက်အရန်ကိုအေးတာပဲ